မင်္ဂလာပါကျွန်တော်အရင်သင်ခန်းစာကိုပြန်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တွက်မဲ့ကဏ္ဍပုတ်စာကို operator list နဲ့ number list ဆိုပြီးတော့နှစ်ပိုင်းခွဲနေအောင်ကျွန်တော်လုပ်ခဲ့ပါတယ်အစင်လိုက်ဖြစ်အောင်လည်းတခြားစူးစမ်းပြီးလုပ်ကြည့်ခဲ့ပါတယ်ကျွန်တော်ဒီသင်ခန်းစာမှာတွက်လို့ရအောင်လုပ်အောင်ကျွန်တော်တို့မဟုတ်လို့တင်ဆောင်အောင်မေးဒါပေမဲ့ကျွန်တော်ပထမဆုံးနေဒီ list mate ထဲက list mate အဲ့ထက်ကျွန်တော် dash view မှာမပြအောင်ဒီ mobile နဲ့ mobile တွေမှာပဲပြလိုက်မယ်ကျွန်တော် mobile ကျွန်တော် calculator လို့ပဲထားလိုက်မယ် calculator တော့ဒီစီကိုသေးလေးထားလိုက်မယ်သေးစလုံးနဲ့ထားလိုက်မယ်ပြီးတော့ကျွန်တော်ပြင်ဘက်ကနေ list string ကိုယူမယ်ဒီက boolean မဟုတ်ဘူး list string ဆိုတော့တစ်ချက်ပြောင်းလိုက်ပြီးတော့ကျွန်တော်က number list နဲ့ operator list ကိုယူမှာအဲ့တော့ variable name မှာကျွန်တော် name လို့ထားလိုက်မယ်ကျွန်တော်ဒီနေရာမှာ label တက်မယ်ကျွန်တော် label မတက်ခင်မှာဒီ block နဲ့တိတ်မှာမိုင်ဦးပြင်ကျွန်တော် set calculator လို့ထားလိုက်မယ် camogis ပြောင်းလို့ထားလိုက်မယ် calculator make ပေါ့တော့တွက်ပြကြာကျွန်တော် label တက်မယ် number list တော့ list number list ကိုကျွန်တော်တက်ထားလိုက်မယ်ကျွန်တော်ဒီက none ဆိုပြီးတော့ list string ကိုအပ်လိုက်မယ်ပြီးတော့ operator list ကျွန်တော်ရှေ့နောက်ဒီမိနေမှာဆိုလို့အဲ့ဟာကျွန်တော်ဒီမှာတက်ထားရတဲ့ခါ operator list ဒါ op လို့ထားလိုက်မယ်ဒါတွေကတော့နာမည်ပါပဲကြည့်သလိုပေးလို့ရပါတယ်ဒီက list string နှစ်ခုပြပါဝတ်တော့ number list နဲ့ operator list ထည့်မယ်ကျွန်တော်ပြီးတော့ဆိုရင်ဒီ list ကနောက်ဆုံးပြီလုံးလုံးပြီးတော့ဆိုဒီမဟုတ်လောက်ခိုင်းပြီပေါ့ number list operator list အဲ့ဒါဆင်းပြီကျွန်တော်ဒီ block ထဲမှာဆွဲဖို့ပဲကျန်တော့ဒီနားလေးမှာထားခဲ့မယ်ဆိုတော့ဘာလို့ဆိုတော့အကုန်လုံးပြီးတော့မှဒီအောင်ဆုံးမှာစောင့်ပါဆိုတော့အကုန်လုံးပြီးတော့မှတွေ့တယ်လို့လုပ်မှာကျွန်တော်ဒီလိုစိတ်ကူးထားရပါတခြားစမ်းကြည့်မယ်ဆိုရင် operator list ကမြင်တဲ့ land တည်ကြည့်နေမယ်ဗျာဘာလို့ဆိုရှေ့ဆုံးကနေကဏ္ဍနဲ့စနောက်ဆုံးကနေကဏ္ဍနဲ့ဆုံးလာဆိုတော့ပုံမှန်20ဆိုလို့ရှိရင်အဲ့လိုမျိုးလာပါလေအဲ့တော့ဘယ်လိုမြေတဲ့ operator list ကတင်နေနေလိမ့်မယ်ဟုတ်တယ်ဟုတ်အဲ့တော့ကျွန်တော်လက်ရှိတော့လုံးမယ်သူရဲ့စလုံးရရှိတဲ့လောက်လုံးမယ်ကျွန်တော်ရဲ့ number list စလုံးရရှိတဲ့လောက်လုံးမယ်အဲ့ကျွန်တော် for loop နဲ့ loop ပတ်မယ် loop ပတ်ပြီးကျွန်တော်တွက်မယ်ဗျာတွက်ဆက်ရှင်းတွက်မယ်ကျွန်တော် enter time ကိုလိုချင်တာဖြစ်တဲ့အတွက် id block သုံးတယ်ဒီ block ကတက်တာရေးလို့ရဗျာဒါ enter time ကိုယူဒီ and ထဲမှာတော့ဝင်နေလိမ့်မယ်ဗျာကျွန်တော် for loop လို့ရဗျာ for loop မှာ i ကျွန်တော်ပေးတယ်လို့ပဲ and မဟုတ်ကြိုက်တယ်လို့ပေးလို့ရတယ်ဒါကျွန်တော် number တကယ်ကိုထည့်ခြင်းတယ်ဆိုဒီ block လေးကိုတော့ကျွန်တော် number ရဲ့ဒီလမ်းရှိရာပထမဆုံးဆိုရင်တော့0ဖြစ်နေမယ်ဒီကအဲ့တော့ကျွန်တော် length 0ကိုကျွန်တော် variable တစ်ခုထဲမှာအပ်လိုက်မယ်ပထမဆုံးအနေနဲ့တော့ variable မှာတူလောင်းထားလိုက်0ရှေ့ဆုံးကစတဲ့စလုံး variable တစ်ခုထဲကိုထည့်လိုက်အဲ့တော့ကျွန်တော် length အောင်ဆက်အောင်မယ်ကျွန်တော်ဒီ n ဆိုရင် length အရေးအတွက်ပေါ့ဗျာတော့ဘယ်နှလုံးရှိတော့ပေါ့ကျွန်တော် not equal တော့ဒါပဲပွားလိုက်မယ်0နဲ့မညူဆိုလို့ရှိရင်ဆင်ပြေမယ်ဘာလို့ဆိုဒီ internet တက်ဖို့အထက်ထက်ကတော့တွားနေမှာပထမဆုံးချိန်မှာလန်0နေရာဟာထွက်လာဆိုရင်ကျန်တဲ့ချိန်မှာတခြားဟာထွက်လာမှာလေဒုတိယမြောက်ပတ်တဲ့ချိန်တတိယမြောက်ပတ်တဲ့ချိန်ပြီးတော့သူ့ရဲ့စလုံးရှိတဲ့လောက်ပတ်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်ကတွတ်ပြီးတော့ဒီထဲကိုတွတ်ပြီးထည့်ရင်ဗျာကျွန်တော် operator ထဲမှာအပေါင်းဆိုရင်ဒီထဲကိုပေါင်းထည့်မယ်အနှုတ်ဆိုနှုတ်ထည့်မယ်အဲ့လိုပဲ operator လမ်းအောင်လည်းအဲ့လိုမျိုးချိန်လိုက်ကျွန်တော်ဒီ calculator variable ကိုယူလိုက်မယ် calculator ပြီးတော့ကျွန်တော်ဒီပထမဆုံး length 0နေရာဟာကိုကျွန်တော်ထည့်မယ်
နောက်ကျမှတွက်ပြီးထည့်မယ်အဲ့တော့ကျွန်တော်ဒီဟာအစာကြီးဖြစ်နေသေးတယ်ဟိုနန်0နေရာမှာရောက်လာရင်နန်ဆိုတဲ့ဟာအစာကြီးအဲ့တော့ကျွန်တော်2နံပါတ်နဲ့ကိန်းကနန်းဖြစ်အောင်ပြောင်းအဲ့တော့ကိန်းကနန်းဖြစ်သွားပြီနောက်ကိန်းကနန်းအနေနဲ့ဒီ calculate ထဲမှာဝင်သွားလိမ့်မယ်ဝင်သွားပြီးကျွန်တော်သူ့ရဲ့တန်ဖိုးကိုလိုက်ပြီးတွက်မယ်ဒီ switch တို့ k တို့အကြောင်းကျွန်တော်နောက်ဗီဒီယိုကျရင်ကျွန်တော်ရှင်းပြပေးမယ် Java သင်ခန်းစာကြတယ်ဒီ switch ဆိုတဲ့ဟိုထိတ်ဆုံးနဲ့မှာကျွန်တော်စစ်ချင်တဲ့ဟာကိုထည့်လိုက်ထည့်ပြီးသွားပြီဆိုရင်သူအချင်းချင်းတစ်ခုလုံးဝညီသွားတဲ့အချိန်ကြာမှသူကောက်ပြီးလှုပ်လို့လေကျွန်တော်အပေါင်းဆိုရင်အပေါင်းလုံးမြောက်စားပေါ့ကျွန်တော်လုံးဝအချင်းကြီးတိကျအတိကျလို့ကျွန်တော်ဖြစ်တဲ့အတွက်ကျွန်တော် equal နဲ့အများကြီးသုံးနေရှုပ်တယ်ဒါလေးနဲ့ဆိုပို့ပြီးတော့အဆင်ပြေတယ်စကဝဲက Java မသိနေရှုပ်တယ်ကျွန်တော်ဒီဒါကြပြီးမှကျွန်တော်လူတွေကိုထည့်မယ်ခုလို့ဆိုရင်ဒီ list string က operator ရဲ့သူရဲ့ index ပေါ့ဟို0နေရာမှာလုံးလုံးပဲကျွန်တော်1နေရာမှာစပြီးဒီ if ရဲ့အပေါ်ပိုင်းကိုဝင်လာပါလိ0ဆိုရင်မလုံးနဲ့ဆိုတော့အဲကျွန်တော်1ကနေစမှာဖြစ်တဲ့ကျွန်တော် position နဲ့မကိုင်ပဲဖြစ်ပြီးတော့ဟိုဖြစ်သွားလိမ့်မယ်အဲတော့ကျွန်တော်1နောက်ထားလိုက်မယ်1နောက်တော့ number ရဲ့တန်ဖိုး1ဆိုလို့ရှိရင်သူက0လာလိမ့်မယ်အဲ့လိုတွက်ချိကြိုက်တော့ဘာလို့ဆိုလန့်တင်နေလीဘာလို့ဆိုလန့်ကြည့်ရရှင်ကျွန်တော်အဲ့ဒါတက်သွားလိမ့်မယ်အဲ့တော့ကျွန်တော်ဒီဟာအပေါင်းကျွန်တော်လုံးဝချင်းညီရဲ့ချင်းညမှာထားလို့မှာဒါအပေါင်းနောက်တစ်ခုဒီဟာကျတော့အနောက်ဒါအမြောက်ကျွန်တော်ပြီးပြီဆိုရင်ကျွန်တော် variable ကိုထည့်ပြီးကျွန်တော်တွက်တဲ့လက်ကိုလုပ်မယ်ကျွန်တော်ဒီမှာတကယ်တွက်လို့ရတယ် plot လေးလည်းရှိရတယ်ဒါပါစရပြီကျွန်တော်ပေါင်းချင်သေးဟောဒီရက်ပဲထည့်တော့ကျွန်တော်လူထဲမှာအန်ဆိုတဲ့ internet ကိုခေါ်ထားတယ်အဲ့တော့အဲ့ index ကလာလိမ့်မယ်ဒါအစားကျွန်တော်မရေးတာအဆင်ပြေလားမသိဘူး okay ကျွန်တော် variable ကိုထောက်မယ်ကျွန်တော် variable ကိုတက်တယ်လို့လုပ်မယ်ဒီအပေါ်ဆုံးအပေါင်းဖြစ်တဲ့အတွက်သူ့ရဲ့ကိုရှိပြီးသားတန်ဖိုးရှည်ဆုံးမှာတီးပြီးတော့ကျွန်တော်ဒီပေါင်းတယ်ဘယ်လိုထောက်မယ်ပေါင်းမယ်ဟိုရှိပြီးသားတန်ဖိုးဒီပေါင်းမယ်ပေါ့ဘာပေါင်းလဲဆိုတော့ကျွန်တော်ဒီ position မှာလိုက်တဲ့ထွက်လာတဲ့ကိန်းနဲ့ list number ဆိုတဲ့ list ရဲ့ထွက်လာတဲ့ကိန်းနဲ့ကိုကျွန်တော်ပေါင်းမယ်ဒါလည်းလိုပဲနှုတ်မယ်ကျွန်တော်ပထမဆုံးကအဲ့လိုထွက်လာတဲ့အတန်ဖိုးဒီရင်ထည့်ပြီးတော့ဒုတိယမြောက်ကကျွန်တော်ခဏပေါင်းမလားနှုတ်လားမြောက်လားဆိုမသိဘူးလေအဲ့တော့ operator list ထဲမှာထည့်ထားရှိတယ်အဲ့ operator list ထဲအပေါင်းကိုကြည့်လိုက်တယ်တော့ဒါအပေါင်းတိကျဆိုလို့ရင်ပေါင်းပေးလိမ့်မယ်ဒါမှမဟုတ်ဒီကအနှုတ်ဆိုလို့ရှိရင်လုံးဝနှုတ်ဆိုတာတိကျဆိုလို့ရှိရင်သူကနှုတ်ပေးလိမ့်မယ်နှုတ်ရှိပြီးတဲ့တန်ဖိုးတီးပြီးတော့အဲ့ list နဲ့နှုတ်လိုက် number ရဲ့ list တန်ဖိုးရလာတဲ့တန်ဖိုးနှုတ်လိုက်မယ်ဒါကြတော့အမြောက်ရလာတဲ့တန်ဖိုးထပ်ပြီးမြောက်အောင်ပါနောက်တစ်လုံးပေါ့စာလုံးတစ်လုံးပေါ့ကျော်လွတ်ဆရာရှိတယ်လို့စလုံးလမ်းရှိတယ်လို့အလုံးရည်တွေရှိတယ်လို့ဒါမြောက်မယ်ကျွန်တော်မရှိနားလေးလာပထမဆုံးရလာတဲ့အဲ့နံပါတ်ပထမဆုံးနေရာ0နေရာဟိုအဲ့ calculator ဆွဲ variable ကိုထည့်မယ်ထည့်ပြီးတော့ operator list ကသူထပ်တင်ငယ်လေတင်ငယ်သွားတယ်ဖြစ်တဲ့အတွက်သူက0ကနေသူကလည်းစာမှာဖြစ်တယ်သူကို -1 နှုတ်လိုက်တယ်နှုတ်ရသူ့ရဲ့တန်ဖိုးက operator list ကနောက်ကတိရောသွားမယ်တိရောသွားတော့ကျွန်တော်ဘယ်လိုပြောရှေ့ဆုံးက operator list နေနေမျိုးဆိုရှေ့ဆုံးဟာထွက်လာလိမ့်မယ်အဲ့တော့အဲ့ရှေ့ဆုံးဟာကိုစစ်ပြီးတော့အဲ့ဟာလုံးဝအပေါင်းဖြစ်နေတဲ့အချိန်မှာကျွန်တော်အတွင်းထဲမှာအဲ့ number list ထဲကဒုတိယမြောက် list ကိုစပြီးတော့ယူပြီးတော့ပေါင်းမယ်ငါကပထမဆုံးကျွန်တော်က0နေရာဟောက်ထည့်ပြီးသားဖြစ်တဲ့အတွက်သူက1နေရာထွက်လာပြီးတော့အဲ့ကျွန်တော်အဲ့ဟောက်တက်ပြီးလိမ့်မယ်
ခဏအောင်တွက်ပြီးဒီမှာဗျာဒါအပေါင်းဆိုလို့ရှိရင်ပေါင်းပေးမယ်နှုတ်ဆိုရင်နှုတ်ပေးမယ်အောင်ကျွန်တော် run ကြည့်အောင်ခဏလေးနော်ကျွန်တော်ဒီမှာပါဆန်အတွက်မရအောင်ထင်နေဗျကျွန်တော်ဒီပါဆန်ဒီကျန်တဲ့အပေါင်းလို့မျိုးစားရတယ်ဒီပါဆန်ပါလို့ရှိရင်တော့မရအောင်ကျွန်တော်ပါဆန်ကိုlist operator list နဲ့စင်းသွင်းမှုလို့သိရင်ပြတော့နံပါတ်တော့ရှေ့ကနေတလုံးကြီးဖြစ်ဖြစ်ရင်မဖြစ်တော့အဲ့ဟာကိုလေထဲကိုလုံးမယ်ကျွန်တော်ဒါကြတော့ဒီပေါ်တော့စစ်တဲ့နေရာမှာဒီဟာအပေါင်းမဟုတ်ဘူးဒါပါဆန်ကျွန်တော်စားကျွင်းဆိုင်နေရာမှာသုံးဖို့ဒီဟာကြတော့ပါဆန်မဟုတ်ဒါကြအပေါင်းကျွန်တော်စင်းသွင်းတဲ့နေရာမှာလေပါဆန်ရဲ့နောက်ကအဲ့မှန်းသွားခဲ့တဲ့အဲ့ပါဆန်လေးကိုသိမ်းမယ် list နေတယ်ပေါ့ okay အဲ့တော့ပေါင်းလုံးမျိုးစားကျွန်းရှာရပြီအဲ့ကျွန်တော်စိတ်မယ်ခိုင်းတော့ကျွန်တော်ဒီမှာစာအုပ်ပြလို့သေးကျွန်တော်ဒီ calculator ice string ကိုမပြအောင်ဆိုလို့ရှိရင်ဖြစ်မြင်ရမှာမဟုတ် dashboard မှာအဲ့ကျွန်တော် calculator ဘာတွေပဲလဲပြမယ်ကျွန်တော် dashboard ထဲမှာပြမယ်ကျွန်တော်ဖြည့်ပြတဲ့ dashboard 1နဲ့မှာပြမယ်အဲ့တော့ဒါခင်းကလေးဖြစ်နေတော့ကျွန်တော်သူဆွမ်း without decimal တောင်းမယ်ဟိုကတက်သမဂိမ်းတော့ဆိုတော့ကျွန်တော်တက်သမမပြတော့အစားဆိုရင်တော့ပြတာကောင်းပါတယ်ဒါပေမဲ့ဆိုတော့စိတ်မယ် run လိုက်မယ်โอเคရလာကျွန်တော် run ကြအောင်ဖွင့်မယ်ကျွန်တော်တဲ့ပေါင်းနဲ့နောက်3မြောက်4ဟုတ်တယ်0ရပြီကျွန်တော်လိုချင်တဲ့အဖြစ်ရပါပြီဒါဖြေမှန်ထွက်နေရပါကျွန်တော်ဒီမှာကျွန်တော်ဒီသူ့နောက်ကိုပါတဲ့ calculator ကိုကြည့်ဗျာအဲ့မှာတော့ကျွန်တော်တဲ့ပေါင်းနဲ့နောက်3မြောက်4 -9 ရတကယ်ကို -9 ရဒါနှိမ့်လိုက်ကြည့်ရကျွန်တော်လည်းဒါလေးကိုနှိမ့်လိုက်ကြည့်အောင်လုပ်လိုက်အောင်ပဲโอเคအဲ့တော့နှိမ့်မယ်တက်ဆိုင်ကိုပြောင်းလို့ရတယ်ဒီမှာတက်ဆိုင်ဆိုတာရှိရဗျာတော့ဒီ W1 ရဲ့တက်ဆိုင်ဒီအောင်နှိမ့်လဲတဲ့အချိန်မှာကျွန်တော်ပြောင်းပါဘလို့ဆိုတက်ဆိုင်ကိုတူတူလေးထားလိုက်20လောက်ဒီအောင်နှိမ့်လဲပြီဆိုလို့ရှိရင်ဒီထက်ကတက်ဆိုင်ကကြီးလာမယ်အဲကျွန်တော်တက်ဆိုင်ကို90လောက်ထားလိုက်မယ်တက်စားတာဒေါ်လေးကြီးလာမယ်ပေါ့ဗျာကြည့်လိုက်ပြီချိန်ကနာဆောင်ပြီးကျွန်တော်ပြန်သိအောင်လုပ်မယ်အဲတော့ချိန်ကနာဆောင်တိုင်မာကွန်မွန်အောင်တောင်းမယ်ဒီဟိုင်းโอเคအဲကျွန်တော် after တော့စောင့်ပြီးမှတော့လုပ်လို့ရပေါ့ဒီ block ကျွန်တော်ဒီတိုင်မာကိုမီလီစက္ကန့်နဲ့ထားပြန်ဖြစ်ပါတယ်အဲတော့ကျွန်တော်2စက္ကန့်ထားလိုက်မယ်2000မီလီစက္ကန့်ဆိုရင်2စက္ကန့်ဖြစ်လိမ့်မယ်ပြီးဆိုရင်စားပြန်ပြီးတော့ပေးတော့လို့ကျင်အဲတော့ဒီဟာကိုပွားလိုက်မယ်ဒါကိုတက်ဆိုင်ကို20ပြန်ပြောင်းမယ်50ကို20ဖြစ်သွားပြီအဲတော့တစ်ချက်ထောက်ရင်ကြည့်ပြီးတော့ပြန်ပေးပါလိမ့်မယ်တော်တော်ကိုစိုက်ဒါလည်း20ဟုတ်တယ်ကျွန်တော်ဒီထဲမှာကျွန်တော် list ကို clear ပြန်လုပ်အောင်မယ်ပြီးရင်ကျွန်တော် method ထဲထည့်မယ်ဟိုလောစဉ်ကဒီနောက်မှာထားလိုက်အောင်မယ်အဲ့လိုပေါ့ဒါကြောင့်ဒုတိယမြောက်တစ်ခွက်တွက်တဲ့အချိန်ရလို့ရှိရင်အဲ့ list တွေထဲမှာ data ရှိနေသေးတယ်လေအားရပါရောပြီးထပ်တွက်နေအောင်ပါအဲ့လိုဖြစ်ကုန်ပါရှာပြီးစိတ်မယ် run ကြည့်အောင် update app ကို scan လုပ်နေခဏနော်ရှောင်းပြီးတော့ဆိုလေဖွင့်မယ်ပထမဆုံးနေကျွန်တော်တို့နိုင်ငံတော့ပဲစမ်းကြည့်အောင်56ကိုနောက်6ကျွန်တော်တို့ဒါအောင်2နဲ့မြောက်မှာဆိုရင်100ရမယ်ပေါင်း50ဆိုတော့150ရလိမ့်မယ်150โอเคနဲ့ကြည့်ရနော်နောက်80 80နောက်တော့80ရ80ရောဟောအများကြီးမြောက်လိုက်မယ်โอเคကျွန်တော်ဒါမှပေါင်းလို့မြောက်စားရရေးလို့ရနေသေးရဲ့အခြေဆုံးမှာဖြစ်ဖြစ်နောက်ဆုံးမှာဖြစ်ဖြစ်ရေးလို့ရှင်ရနေအောင်ပါပဲ
အဲ့ဒါကိုကျွန်တော်နောက်ဗီဒီယိုကြရင်ရှင်းကြမယ်ဒီနေ့တော့ပါပဲ channel ကို like and subscribe လုပ်ပြီးတော့အားလုံးတောင်းဆိုပါတယ်ဒီနေ့တော့ပါပဲအားလုံးကျေးဇူးများတင်ပါတယ်